ကဘာမြေကြီးထက်8.6 ဆပိုကြီးပြီးတော့တက်ရှိတွေနေထိုင်နေတဲ့ကြိုကြီးတစ်လုံးကိုသိပ္ပံပညာရှင်တွေကရှာဖွေတွေ့ရှိထားကြောင်းအတည်ပြုလိုက်ပါပြီ။ Cambridge တက္ကသိုလ်ကအဖွဲ့ဟာ K2 18b လို့အမည်ပေးထားတဲ့ကြိုကြီးတစ်လုံးရဲ့လေထုကိုလေ့လာရမှာတက်ရှိတွေရှင်သန်ပေါက်ဖွားနိုင်တဲ့မော်လီကျူးတွေကိုရှာဖွေတွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။ဒီကြိုကြီးဟာကဘာကနေမိုင်ပေါင်း900 trillion သို့မဟုတ်အလင်းနှစ်1.4 နှစ်ကွာဝေးပြီးတော့ James Webb Space Telescope ဆိုတဲ့အားကောင်းတဲ့မှန်ပြောင်းကနေလေ့လာနိုင်ခဲ့ကြတာပါ။ရေညှိလိုအရာကနေထွက်ရှိလာတဲ့ဓာတ်ငွေ့ကိုရှာဖွေဖော်ထုတ်နိုင်ခဲ့ကြတာကြောင့်တက်ရှိတွေနေထိုင်နိုင်တယ်လို့ယူဆခဲ့ကြတာဖြစ်ပြီးကြိုသားတွေလိုတတ္တဝါတွေရှိမရှိကိုတော့မသိရှိကြရသေးပါဘူး။တက်ရှိလို့ဆိုရမှာလူတရိษံတွေလိုတတ္တဝါတွေဖြစ်နိုင်တယ်လို့အင်မတန်သေးငယ်တဲ့အကောင်တွေမော်လီကျူးလေးတွေ cell တွေလည်းဖြစ်နိုင်တယ်လို့ရေလို H2O ရှိတယ်လို့ယူဆကြရပါတယ်။သူ့ရဲ့လေထုကိုလေ့လာကြရမှာမီသန်မီသွေးနဲ့ကာဗွန်ဒိုင်အောက်ဆိုက်ကိုတွေ့ရှိခဲ့ကြပြီးတော့ DMS ဆိုတဲ့မော်လီကျူးတွေရှိနေတာမို့ဒါကတက်ရှိတွေကိုမွေးဖွားပေးနိုင်ပါတယ်။ K2 18b ဂျိုဟာရေအောက်အပင်များနဲ့ပတ်သက်နေတဲ့ Hycean planet ဆိုတဲ့ဂျိုအမျိုးအစားအဖြစ်သတ်မှတ်ထားခံရပြီးတက်ရှိတွေရှိတယ်လို့အတည်ပြုပေးခံရပြီဖြစ်ပါတယ်။တက်ရှိတွေရှိကြောင်းဘလို့အတည်ပြုလဲဆိုရင်တက်ရှိတွေမွေးဖွားနိုင်တဲ့ဓာတ်တွေမော်လီကျူးတွေနဲ့ရေဓာတ်ရှိတာတွေကိုလေ့လာသုတေသီပြုပြီးမှကဘာမြေစံနှုန်းနဲ့ကိုက်ညီရင်အတည်ပြုကြတာဖြစ်ပါတယ်။ကဲဆိုတော့စကြဝဠာကြီးထဲမှာလူသားတွေနေထိုင်တဲ့ကဘာမြေကြီးပဲတက်ရှိတွေရှင်သန်ပေါက်ဖွားနေထိုင်နေဆိုတဲ့အယူအဆဟာမဟုတ်တော့မှန်အတည်ပြုလာနေကြပါပြီ။ကဘာမြေပြင်ပမှာလူသားတွေအပြင်ကြိုသားလို့ယူဆကြတဲ့ဉာဏ်ပညာမျက်နဲ့အတန်းအစားတွေရှိနေကြတယ်ဆိုတဲ့ယူဆချက်ဟာခိုင်မာလာနေပြီးပညာရှင်တွေကဆက်သွယ်နိုင်ဖို့ကြိုးစားနေကြပါပြီ။တကယ်လို့ကြိုသားတွေရှိတယ်ဆိုရင်ကျွန်တော်တို့ကဘာမြေပေါ်ကလူသားတွေဟာတိုက်ခိုက်သိမ်းပိုက်ကြမှာလားအသိမ်းပိုက်ခံဘဝရောက်သွားကြမှာလားဆိုတာကအထူးစိတ်ဝင်စားစရာပါပြီးဆုံးတဲ့အထိနားထောင်ပေးလို့ကျေးဇူးတင်ပါတယ်